ကျွန်တော်ရိုးရဲ့ပတ်ဝန်းကျင်ဆိုတဲ့အချင်းလေးကိုဆိုပြချင်ပါတယ်ရှင်းရဲ့အဓိပ္ပာယ်ကတော့ပတ်ဝန်းကျင်မှာလူတွေမျိုးပြောကြမှာပေါ့မျိုးနဲ့အောင်ပြောကြတဲ့ပုံကိုဖွဲ့ဆိုထားတာအခုတော့ပတ်ဝန်းကျင်မှာလည်းအဲ့လိုမျိုးပြောကြတဲ့တရှင်းနေရလို့ပေါ့အဲ့လိုမျိုးပြောနေကြတာတွေကိုတွေ့ရလို့မလို့ဒီရှင်းလေးဆိုပြသွားတာဒီခံပြီးတော့နားဆင်ပေးကြပါရှိတော့နွားစီတဲ့တာခီးထွက်တဲ့အခါနွားစီတော့အလုံးဝိုင်းတာကြမာကြီးတော့နာရဝချင်းရဲ့မြင်စေနေပါဒီလိုဆုံးနာတာတန်ရှောင်းလို့ဆန်သွားမာကြီးတော့ပေးစီခဲ့မှာတော့ရှော့ပေးယောဂါတော့ဆိုတဲ့ကလေးကိုမှနေဆက်လေးကွာကြာရတဲ့စကားများနာကြပြီကလမ်းစီလျှောက်ကငါဆွေးသွားကြာထပ်ပြောကြတုံးလိုက်တဲ့ပါပါနွားရှိရဲ့သားနဲ့စီဘူးတဲ့ကွာဒီလိုဆိုငါပါနွားစီဒီဆက်သွားနောက်ကနေပဲပေးလိုက်ခဲ့မှာကြာတော့ရှော့ပေးပြောရတော့လို့ပေးမင်းရဲ့ဖေးကြီးကိုပေးမစီဘူးလားကြာရတဲ့စကားမှာနွားကြကတင်လာစကားများကြတာလူတွေယူညာနေတာလောက်ဖြစ်တဲ့တာပါရှင်းရတဲ့ဒုက္ခဒီရောက်လုံးပဲငါစီးသွားလေကွာလ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 ာခုလိုဒီကနေ့ညစီမကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်